ကိုကိုင်းပြီးအမေရဲ့တန်ကိုတိတ်တိတ်နားထောင်အဖေရဲ့စကားတွေမေ့မရဘူးအဝေးမှနေတဲ့သားလွမ်းရတယ်လေမီလင်းမျိုးကြီးမှလူတွေကြားတယ်ငါတယောက်တည်းပဲလမ်းပြောင်းနေငွေရှာဖို့ဆိုပြီးအိမ်ကထွက်ခဲ့ငွေရှာဖို့ဆိုပြီးအိမ်ကထွက်ခဲ့အခုတော့နှလုံးသားအိမ်ကိုပြန်ချင်နေအမေရဲ့အဖေရဲ့သားဒီမှာပင်ပန်းနေတယ်မမြင်နိုင်တဲ့အဝေးကြမှာလွမ်းစိတ်တွေဖြစ်နေတယ်တနေ့တော့ပြန်လာမယ်အမေအိမ်ရှိမှထိုင်မယ်အဖေပြောတဲ့စကားတွေကိုနားထောင်ပြီးပြန်ရဲ့မယ်မိုးရွာတဲ့နေ့မှာပိုလွမ်းလာတယ်အိမ်ရှိမိုးတန်တွေကိုတတိရတယ်အမေချက်တဲ့ဟင်းအရာသာလေးဘယ်နေရာမှမရနိုင်ဘူးအဖေကတိတ်တိတ်ပဲစိတ်ပူနေမယ်သားကောင်းကောင်းနေမလားလို့ငါကတော့မပြောနိုင်ဘူးဒီဘဝထဲမှာရင်မနာနေတာကိုအိမ်ဆိုတာအဝေးမဟုတ်နှလုံးသားထဲမှာရှိနေတယ်ဒါပေမဲ့အမေလည်းနဲ့ထိတွေ့ချင်တာကအမှန်တရားအမေရဲ့အဖေရဲ့ဒါဒီမှာပင်ပန်းနေတယ်မမြင်နိုင်တဲ့အဝေးကြမှာစိတ်တွေဝေးကြမှာလွမ်းစိတ်တွေပြင်းနေတယ်အချိန်တွေကုန်သွားရင်သားပြန်လာမယ်အိမ်ကိုအမေနဲ့အဖေရှိတဲ့နေရာက